36ကနမလန်းဆိုတဲ့အိမ်လေးကိုကျွန်တော်မှတ်မိနေတာကကျွန်တော်ခက်ငယ်ရွယ်ကနေရာဒီကျောင်းပိတ်ရက်တိုင်းဖိုးတို့အိမ်ကိုရောက်နေကြကျောင်းပြန်ဖွင့်ကနေမှမိကပြန်လာခေါ်လေးရှိတယ်အဲ့ဒီကာလတွေဟာကျွန်တော်တို့ကလေးဘွားအမှတ်တရချိန်တွေပါပဲအဲ့ဒီအချိန်တုန်းကကနမလန်းဟာအခုလိုလမ်းမကြီးမဟုတ်သေးပဲရက်ွက်လေးတစ်ခုမျှသာဖြစ်ပါတယ်အိမ်ရှိမှာခြံစည်းရိုးအနေနဲ့ကာထားတဲ့ပုံနှိပ်ပန်းမင်ကြီးရှိတယ်ခြံရဲ့အဝင်ဝဘေးနှစ်ဖက်မှာအုတ်ခုံတွေရှိကြပြီးညနေပိုင်းချိန်တွေမှာအောင်နဲ့နဲ့ကျွန်တော်ထိုင်နေလေးရှိကြတယ်အောင်နဲ့ဆိုတာတကယ်တော့လမ်းဘေးခွေးတစ်ကောင်ပါဒါပေမဲ့ကျွန်တော်တို့ရဲ့တငယ်ချင်းပေါ့အဖိုးရဲ့အိမ်ဘေးမှာအဖိုးပိုင်ဆိုင်ခဲ့တဲ့ပလတ်စတစ်စက်ရုံကြီးရှိတယ်ဒါဟာကျွန်တော်တို့ရဲ့ကစားကွင်းမှာပဲစက်ရုံကြီးတွေကပလတ်စတစ်ပုံကြီးဟာကျွန်တော်တို့ရဲ့ငွေရဖြစ်ခဲ့တယ်လို့ပလတ်စတစ်လျှော်တဲ့ရေကန်ဟာကျွန်တော်တို့ရဲ့ရေကူးကန်ဆိုရင်မမှားပါဘူးတနေ့ကုန်ပြေးလွှားဆော့စကားကြပြီလို့မောတဲ့အခါတရေတမောအိတ်လို့နောက်တစ်ချိန်ကစားဖို့အားယူရင်ပျော်ကျင်တိုင်းပျော်ခဲ့တဲ့နေရာလေးဟာအခုတော့အိုးပြီပေါ့အိုလာတော့ဟိုနားကနာဒီနားကနာနဲ့လူတယောက်တာဆိုရင်အော်ညှိလိုက်မယ်ဖြစ်ခြင်းအခုတော့သင်္ခါရသဘောစောကြောလို့တပားသူလက်နေရပါလို့ဆိုရင်ဆရာစောကြီးရဲ့အိမ်လှကပြလေးနဲ့အဆုံးတက်လိုက်ပါတယ်ငါညီပြောင်းဝင်မောင်တက်စင်မင်းဤသားငယ်တက်20သည်ဘယ်အိမ်မျိုးကိုကြိုက်သည်။အိမ်ရှိပန်းကင်းစာပြတင်းနှင့်အိမ်တွင်ကော်စောဆိုဖာချုံနှင့်အံ့ဩရင်မှာပန်းပြလှလဲစေကမောဟလက်ကလောဘနှုတ်ကမာနထားတတ်ကြမှုအတ္တကိုကျူထိုအိမ်မျိုးအိမ်နောက်ဆိုင်ခင်စားမျိုးဟင်းနှင့်အိမ်တွင်တန့်စင်လေးနေဝင်နှင့်အာအိမ်မြတ်တာဘမ်းမလလဲစိတ်ကမြတ်တာလက်မာစာကနှုတ်ကဖြောက်ယူအနေရိုးမူသူကျိုးကိုကျိုး